ဖြစ်တော့ဘူးပြီးရဘူးကျွန်တော်စင်တော့က best date ကကျွန်တော်ချစ်တဲ့ကျွန်တော်တကယ်ချင်းတွေကိုလည်းစင်ပေါ်မှာဖိတ်ခေါ်ကြပါလေကျွန်တော်တို့ဝိုင်းပြီးတော့ကျွန်တော်ချစ်ရတဲ့တကယ်ချင်းတွေကျွန်တော်ချစ်ရတဲ့မိသားစုတွေနဲ့အတူတူဒီမိုးမန်လေးကိုသက်ချင်ပါလေကျွန်တော်လုံးဝအချိန်ကြာကြီးဆောက်နေအကြောင်းပါပဲအခုပါပဲလုံးဝစနေပွဲလုံးဝလုံးလိုက်ရက်ကရွှေ့လိုက်ရတယ်အခုမှလုံးပြလာပါဒီဘက်လည်းပြောပြပါဦးလို့လေကဲဒီတိုင်းလေလို့ဒါပဲတော့ရတော့ကဲသူတို့နှစ်ယောက်မင်္ဂလာဆောင်ရင်တော့ကျွန်တော်ကဘိတ်သိမ့်လို့ရမှာပဲဘာလို့ကျွန်တော်တကယ်ချင်းတို့ကျွန်တော်ဂုဏ်ယူပါတယ်